ကြောက်ဦးနဲ့ချက်ပြီးတော့ရေတန်းငွေနဲ့ပေါင်းတာဖြစ်တဲ့အတွက်ပို့ပြီးတော့စားကောင်းတယ်ပေါ့နော်ပို့ပြီးတော့နူးညံ့တယ်ပေါ့ညီမတို့ဆိုင်ကတော့ Mr. Fit Stone Fit Hot Pot ဆိုင်ပါရှင်ကြောက်ဦးငါ Hot Pot ပေါ့နော်ငါ Hot Pot ရမယ်ကြက်သား Hot Pot ရမယ်ပင်လယ်စာဆန်ပြုတ်ရမယ်ရှင် Hot Pot မှာဆိုရင်သူကအနှစ်ကကျွန်တော်ဆိုင်ကကိုယ်တိုင်ချက်ထားတဲ့အနှစ်လေးနဲ့ချက်ပေးတာပါရှင်ပင်လယ်စာဆန်ပြုတ်ဆိုရင်ပေါ့နော်လက်ဆက်တဲ့ပင်လယ်စာလေးတွေကိုအပေါ်ကနေတင်ပြီးတော့မှအောက်ကနေပေါ့ပင်လယ်စာကိုကြောက်နဲ့ပေါင်းပြီးတော့ရလာတဲ့အရေနဲ့ဆန်ပြုတ်နဲ့ကိုပြန်ချက်ပေးတာပေါ့ငါးမှာဆိုရင်တော့၄မျိုးရမယ်ပေါ့နော်လောဆယ်စားတာများတာတော့ကက်ကတဲ့ငါးစားတာများတယ်ရှင်ဟော့ပေါ့နဲ့တွဲစားလို့ရတာအသီးရွက်လည်းရှိမယ်မာလာခောက်ဆွဲခောက်ဆွဲ6လို့ရှိမယ်ပြီးတော့အသားငါးထဲမှာဆိုရင်အမေရာမြုပ်တီးနဲ့ထားတာရမယ်ရှင်မြုပ်တီးစိမ့်နဲ့ပေါ့နော်ကြက်မဲရမယ်သုံးထပ်သားရမယ်ကြက်သားပြားရမယ်ရှင်ဝက်သားပြားလည်းရမယ်ရှင်ဒီမှာတော့ဆိုင်မှာဆိုရင်အောက်တော်လေးရှိမယ်အင်တော့မှလည်းထိုင်လို့ရမယ်ရှင်ပြီးတော့အပေါ်ထပ်မှာလည်း VIP ခန်းတီးတန်းထိုင်ခြင်းနဲ့ဆိုရင်လည်းရပါတယ်ရှင်ဆိုင်လိပ်စာကတော့63လမ်း3233ကြာ63တာဝါနဲ့မျက်နှာချင်းဆိုင်မှာပါရှင်ပင်လယ်စာစံပြုတ်မှာပင်လယ်စာအရသာစစ်စစ်နဲ့စားရှင်နဲ့ပြီးရင်ငါဟော့ပေါ့ကိုလည်းအရသာကောက်ကောင်းလေးနဲ့စားရှင်နဲ့ဆိုရင်ညီမတို့ဆိုင်ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါရရှင်